အားလုံးမြင်ပါပါဒီနေ့ကတော့ကျွန်တော်ကဒီကော့စမေကျွန်းမှာရှိတဲ့ဒီကျွန်တော်လှေစိတ်ပေါ့နော်နတ်ထွန်လှေစိတ်နားမှာနာမည်ကြီးနေတဲ့ view မိုက်တဲ့ကျွန်တော်တို့အမေဇုံကဖေးကိုရောက်နေပါတယ်ဆိုတော့အထက်ထဲတော့ကြည့်အောင်ကျွန်တော်ဘာတွေရှိမလဲဆိုတာပေါ့ဒီကတော့ coffee order တင်တယ်ပြီးတော့ကျွန်တော်တို့ cake လေးမှာတယ်ဒီက cake တွေဆိုလို့ရှိရင်လည်းရွေးချယ်စရာအများကြီးရှိရပေါ့နော်တခြားအမေဇုံတွေနဲ့မတူဘူးဆိုတော့တူတူ coffee မှာပြီးတော့ကျွန်တော်တို့အပေါ်တက်ပြီးတော့ကြည့်ကြရအောင်ဒီကတော့ကျွန်တော် coconut ice latte နဲ့ blueberry cake လေးမှာထားပါတယ်ဆိုတော့ဒီအပေါ်တက်ကနေကြည့်လို့ရှိရင်ဒီ view ကအရန်မိုက်တယ်ပေါ့နော်ကျွန်တော်ဒီမှာနတ်ထွန်လေးစိတ်ကိုလည်းမြင်ရတယ်ဒီကအပေါ်ဆုံးထပ်ပါရာသီဥတုအရန်မိုက်တယ်ဒီနေ့ကတိမ်နေလဲလှတယ်ပေါ့နော်ဒီကတော့ကျွန်တော်တို့ဒီနတ်ထွန်နဲ့ဒုံဆက်ကိုဆွဲနေတဲ့ Citron လေးဖြစ်ပါတယ်ကဲကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ် see you next video ပါ thank you